မနေ့ကပြဿနာမရှိဘူးလေဘာလို့ဆိုပြဿနာကောင်းမလာလို့အဲ့ဟာတွေထိုင်းလို့ပြောဖို့အတွက်ဒီနေ့လာ sharing လုပ်ပေးမှာဖြစ်ပါတယ်အဲ့ဟာပြောဖို့အတွက်ဆိုရင်ပြဿနာဆိုတဲ့စကားလုံးကိုထိုင်းလို့ဘယ်လိုပြောလဲဆိုတာကိုအရင်ဆုံးသိရပါမယ်ပြဿနာကိုထိုင်းလို့ပါလဲဆိုတော့ปัญหาဆိုတာကမြန်မာလိုပြဿနာပဲဖြစ်ပါတယ်အဲ့ဆိုရင် conversation နဲ့တုံးကြည့်ရအောင်มีปัญหาอะไรไหมมีปัญหาอะไรไหมมีส่วนရှိသည်ปัญหาဆိုပြဿနာอะไรဆိုတာဘာလဲมีปัญหาอะไรไหมဘာပြဿနာရှိလဲแก้ไขปัญหาให้หน่อยแก้ไขปัญหาให้หน่อยแก้ไขဆိုတာဖြေရှင်းသည်ปัญหาဆိုပြဿนาให้หน่อยဆိုတာ please ကျေးဇူးပြု၍แก้ไขปัญหาให้หน่อยကျေးဇူးပြု၍ပြဿနာကိုဖြေရှင်းပေးပါအောင်อยากมีปัญหากับฉันไหมอยากมีปัญหากับฉันไหมอยากมีဆိုတာရှိချင်တာปัญหาဆိုတာပြဿနာกับฉันဆိုတာငါနဲ့ไหมငါနဲ့ပြဿနာဖြစ်ချင်တာလားရှိချင်တာလားอยากมีปัญหากับฉันไหมအဲ့ဒီကတော့ကျွန်တော် clip အစမှာပြောထားတဲ့စကားလုံးမနေ့ကပြဿနာကောင်းမလားလို့ပြဿနာမရှိဘူးလေအဲ့ဆိုမနေ့ကไม่มีเมื่อวันไม่มีปัญหานะครับเมื่อวันสอบมันนี้กะไม่มีสอบไม่ใช่บุปัญหาสอบยันหนักนะครับเมื่อวันไม่มีปัญหานะครับมันนี้กะยันหนักไม่ใช่บาบุปาลุเลสอบยันหนักกับมาลาโลทันลุบเลสอบเพราะว่าตัวปัญหาไม่อยู่เพราะว่าสอบไปจังสุดตัวปัญหาสอบยันหนักกับไม่อยู่สอบไม่ใช่โลไม่ใช่โลเพราะว่าตัวปัญหาไม่อยู่สอบยันหนักกับไม่ใช่โลมันนี้กะยันหนักไม่ใช่บาบุไม่มีปัญหานะครับเพราะว่าตัวปัญหาไม่อยู่ပြဿနာမရှိပါဘူးမနေ့ကပြဿနာကောင်းမရှိလို့ပါโอเคตัวปัญหาဆိုတာပြဿနာကောင်းပါโอเคအဲ့ဆိုရင်ဒီနေ့ sharing လုပ်ပြီးတဲ့စကားလုံးကတစ်လုံးပါပဲปัญหาဆိုတဲ့စကားလုံးပဲဖြစ်ပါတယ်ปัญหาဆိုတာပြဿနာပါဒီစကားလုံးတွေအသုံးပြုပြီးတော့ကျွန်တော်နေ့စဉ်အလုပ်မှာအသုံးပြုလို့ရပါတယ်ခုရအလုပ်ခွင်တွေမှာလည်းကျွန်တော် sharing လုပ်ထားတဲ့စကားလုံးတွေကိုတိကျအသုံးပြုပြီးတော့နေ့တိုင်းအဲ့မျိုးပူပူပြောတတ်အောင်လာအောင်ပြုလုပ်ကြဖို့ကျွန်တော် recommend ပေးပါတယ်activity ချင်တာရှိလဲ comment မှာဖြစ်မိထားလို့ရပါတယ်သဘောကျနှစ်သက်တယ်ဆိုရင် save follow share လုပ်ဖို့မမေ့ပါနဲ့ on ကပါ time pass ကားတွေကိုမျှဝေပေးနေပါတယ်နောက် video တွေမှာတွေ့ကြပါမယ်အားလုံးကျေးဇူးတင်ပါတယ်